ဒါကြောင့်တရားဇာတရောင်းစားတဲ့တရောင်းစားနိုင်ငံတော့ဒီနိုင်ငံဖြစ်နေဟုတ်လားဆိုတော့ဒါတို့ဘာတက်ဖို့လို့လဲနီးပညာတက်ဖို့လို့လဲဘာတက်ဖို့လို့လဲအခုမင်းတို့ကုတ်ရေးတယ်လို့ဘာလို့ဆိုကြားတော့ကြားပြီးမှကြားဘူးမှာတရုတ်နိုင်ငံကမူလာတန်းတွေကကုတ်ရေးနည်းတွေကလေးအားလုံးနည်းတင်နေပြီနိုင်ငံတော်အစိုးရရဲ့တရားဝင်ကိုယ်စင်ပါတာကွန်ပျူတာ programmer တွေကလေးတိုင်းဟာ programmer ဖြစ်ဖို့အခွင့်အလမ်းရှိအခြေခံတို့ကာကြီးခါဝေးတင်တယ်လို့သင်ပုံကြီးတင်တယ်လို့နိပညာနဲ့ပတ်သက်ပြီးအခြေခံကုန်သင်ပေးလိုက်တယ်တို့ကဆရာမဖြစ်တာကွန်ပျူတာလက်ကော့မရတဲ့သူတွေအများကြီးရှိသေးတယ် Windows ပိတ်ဖွင့်မတက် Windows မှ iOS မှမသိတယ်အများကြီးရှိသေးတယ်ကဲတို့ဒါဆရာမလဲပဲဟိုနိုင်ငံမူလာတန်းလဲပဲကုတ်တွေရင်းနေပြီဘယ်လိုလိုက်မှာတော့ဒီနိုင်ငံတွေကိုမင်းဘယ်လိုမျိုးတို့ကြွတ်တက်မလဲအဝေးကြီးကြံနေတယ်စဉ်းစားလို့တော့မရဟုတ်လားဒါလေးတခုဆိုမင်း8သိန်းလောက်တန်တာပေါ့ဒါလေးတခုကလေငါတို့က8သိန်းကိုမနှဲရှာတာတို့ကဒါလေးတခုထုတ်လိုက်တာ8သိန်းအဲ့ဒါလေးတခုက10မိနစ်အတွင်းမှာကိုထောင်နဲ့တောင်းနဲ့ချီပြီးထုတ်နိုင်တယ်တို့အဲ့ဒီအတွက်ကိုဒါလေးတခုရဖို့မြန်မာပြည်ကတောင်ကြီးတွေပညာမတက်တဲ့နိုင်ငံကြီးကတောင်ကြီးတွေတော်ကြီးတွေဖြိုးပြီးအဲ့ထဲကမြေရှားတတ်ထုတွေယူထားတာမင်းတို့အကုန်ကုန်မေတာမှတ်ပညာမတက်တဲ့နိုင်ငံအကုန်ကုန်မေတာမှတ်ပညာတက်တဲ့နိုင်ငံအကုန်ယူသွားတာအတုခံလေသူစားတော့ဒီနေ့ခေတ်ကြီးပြောတာဘယ်နိုင်ငံမှကမ္ဘာမှာဘယ်ဥတွေမှာကာကွယ်ပေးတာမရှိဘူးမင်းအခံမယ်ဒါကြောင့်နီးပညာအရေးကြီးလားမကြည့်ဘူးလားနီးပညာမတက်ရင်နိုင်ငံလည်းကာကွယ်လို့မရနီးပညာမတက်ရင်နိုင်ငံလည်းတိုးတက်အောင်လုပ်လို့မရအစ္စရေးနိုင်ငံကသူ့ပတ်ပတ်လည်မှာရှိတယ် OIC နိုင်ငံတွေ Islamic Cooperation နိုင်ငံတွေရှိတယ် Organization of Islamic Cooperation OIC 59နိုင်ငံရှိလူကြီးအတန်း2000ကျော်3000နီးပါးရှိတယ်အခုအီရန်တို့ပါဝင်ပေါ့ကွာ Israel Palestine အဲ့ဒီဝင်ကြီးအကုန်ကြည့်လိုက်အစိမ်းရောင်မြေပုံကြီးပေါ်မှာတွေ့လိုက်အဲ့ဒါအစ္စလမ်နိုင်ငံတွေ59နိုင်ငံရှိရှေ့တောင်အာရှဒေသဆိုရင်ဘုံဘုံတို့ဒီဘက်ကအင်ဒိုနီးရှားတို့တောင်ပါတယ်မလေးရှားတို့တောင်ပါတယ် OIC ဖွဲ့ဝင်အစ္စရေးပတ်ပတ်လက်မှာလူကြီးတန်း3000လောက်ရှိတဲ့အစ္စရေးရဲ့အင်အားကြီးတဲ့လူအင်အားဆိုရင်လူ3000နဲ့ဟိုသူတို့နိုင်ငံထဲမှာအစ္စရေးနိုင်ငံထဲမှာ6သန်းပဲရှိတယ်အဲ့ဒီ6သန်းကလူကြီးတန်း3000လောက်ကိုမမှုဘူးဂယုပုံမဆိုင်တာဘာဖြစ်လို့ဆိုနီးပညာတက်လို့သူတို့ကအမှုန့်ကျိတ်ခံခဲ့ရတာဂျူးလူမျိုးတွေကိုဖက်တရာဘယ်လိုလုပ်ပြလိုက်လဲမိလောင်နိုင်သွင်းပြီးအစိမ့်ဝင့်နဲ့တက်ပြစ်တာအဲ့ဒီဒဏ်တွေကိုသူတို့ကခံခဲ့ရဘဝကိုနစ်လျောင်ခံခဲ့ရဒါကြောင့်သူတို့တွေစူးစမ်းကြStateless country မြေကြီးမဲ့မြေယာမဲ့အနေနဲ့နှစ်ပေါင်း300လောက်နေခဲ့ရမြေကြီးတမုံရဲ့တန်ဖို့တို့သိဂျော်ဒန်မြစ်ကိုဝိုင်းလူတာပါလက်စတိုင်းနဲ့အစ္စရေးနဲ့ပါလက်စတိုင်းနဲ့လူရေလူတဲ့ပြဿနာခဏဖြစ်အခုအဲ့ဂျော်ဒန်မြစ်ကြီးအစ္စရေးအပိုင်ပေးလိုက်ဒီကနိုင်ငံမှာအချမ်းသာဆုံးဆိုတဲ့ပုံကိုယ်တွေနိုင်ငံရေးမှာအရေးပါတယ်ဆိုတဲ့ပုံကိုယ်တွေမှာဂျူးလူမျိုးတွေအများကြီးပဲဒါကြောင့်တို့နိုင်ငံတစ်ခုခုဆိုတစ်ကမ္ဘာလုံးအဝိုင်းပတ်မိုးတာအပြင်ဘက်မှာဂျူးလူမျိုးက3သန်းရှိတယ်အစ္စရေးနိုင်ငံထဲမှာ6သန်းရှိတယ်9သန်းပဲရှိတယ်တစ်ကမ္ဘာလုံးမှာမြန်မာနိုင်ငံကလူကြီးရေခုတန်း90လို့ပြောတယ်ဂျူးလူမျိုးတွေအကုန်လုံးတဲ့10ဆ17ဆလောက်များသေးတယ်အဲ့ဒီမြန်မာပြည်ကလူကြီးရေဂျူးလူမျိုးတဲ့17ဆလောက်များနေတဲ့လူဦးရေ